လိုက်အေးအဲ့လိုကြွေးလိုက်ဟုတ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်3ယောက်တစ်စီးပေါ့နော်ဘယ်သွားမလဲဆိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ကြအောင်ဗျာဒိုးမယ်သွားမယ်အခုကျွန်တော်စားထွက်တာကတော့တာဂီတာခလင်းစင်းနာပေါ့နော်သွားမယ့်နေရာကတော့ကျွန်တော်တို့တာဂီတာမိချောင်းကန်ပေါ့ကလေးအုပ်ထုတ်လေးပေးနေဘူးလေဟုတ်ပြီသွားမယ်ရှင်းပါကျွန်တော်တို့ပွင့်ပေါ့နော်ပွင့်မှာကျွန်တော်ဘယ်ချိုးအဲ့ဒါတော့ပါချင်ဒါပြီအဲ့ဒီမှာစီဆိုင်လေးရှိတယ်အဲ့ဒါခွေးရမှာဗါလေကိုရှိမှာမနော်ရောက်တော့ဒီရှိနာခွေးရမှာဗါလေကိုကတောက်တယ်စီဆိုင်ကိုဒီရှိတယ်တော့တော့ဒီပါရုံမတိုင်နဲ့ကြီးတယ်ကျွန်တော်တကယ်ကပါရုံမတိုင်နဲ့ကြီးတယ်ဒီကကြီးတော့လည်းလေးပဲဒါပေမဲ့ကျွန်တော်တာကြီးကဒီတော့မွေးနေစကန်ကိုဒီလမ်းတက်နေပြီမှာဝင်ရည်ကတော့မြင်တဲ့အတိုင်းပဲပေါ့နော်ငယ်လေးတော့ဆိုးပါတယ်မင်းလည်းလေနော်တော့တယ်မလားလာမယ်ဆိုရင်လည်းပတ်ချမ်းနိုင်နေတာလာလို့ရတယ်နော်ဒါတော့ပါလို့အရှိကိုငငယ်ပြီးတော့အဲ့ဒါပြေးတယ်ပုံနဲ့ဆက်လာတော့ဒါလေပင်မေးဘူးကျွန်တော်လေးအကောင်းညမှာသူကဒီလိုလေးပါတယ်ညမှာအလူကြီးအဲဒီညနေတိုင်းတော့စီးနေတယ်ဒီမှာရောက်တော့သုံးမယ်ပေါ့နော်သုံးလို့ပဲဒီမှာအမ်ဘီတော့ဝင်နေရတာဘာပေးရမှာလဲโอเคသမီး900ဟုတ်ကဲ့ဝင်ပြီရောက်တော့ကြာပြီ2019လောက်ကပဲရောက်20လောက်ကရောက်လေပြီနော်တစ်ခါလည်းမကြောက်တော့ဘူးအဲ့ဒီရောက်တော့ဘယ်ကလာဒီနာဒီကစမင်းရရှိတော့ဒီတော့ကပါတာရဘူးလို့ဆိုရင်ဖြစ်တယ်ဆောက်ဆောက်ဘူးမစင်မရလိုက်ရှင်းတော့မရလိုက်စာကြွေးတာကိုရမှာဟောညမရက်လိုက်မှာဆိုတော့โอเคငါမြင်ကွင်းလေးကိုကျွန်တော်ခဏရိုက်ပြမယ်နော်โอเคနာမြင်ကွင်းလေးရိုက်ပြမယ်နော်ဒီမှာစီကန်းချက်လေးရှိတယ်ကလေးမြလည်းရဲမတက်ရစီကန်းချက်လေးရိုက်ပြမယ်ဒီကြောင်းတယ်မှာနော်ကောင်းလေးသူနှုတ်ပြီးရှိပြီဒီလက်ခါဟောမရှိတဲ့ကောင်းလေးရိုက်ပေးနေအားကျွေးနေကြနော်โอเคရပြီလို့ရတယ်ဘက်ကရတယ်ရောစီကတော့ကျွန်တော်တို့ဒီနားမီချောင်းလေးတွေကိုအစာကျွေးလိုက်အောင်နော်ခဏနေကြမှာကျွန်တော်ဟိုဘက်ချမ်းမီချောင်းတွေကိုထပ်ပြီးသွားကျွေးမယ်အဲတော့ဒီနားမီချောင်းမြင်ကွင်းလေးကိုခဏတော့ရိုက်ပြမယ်နော်ကျွေးမယ်စာပွဲလေးရိုက်ပြမယ်ဒီလိုချက်မုံသွားတယ်ဟာလာအစာမဟုတ်တာလာမီချောင်းတွေ့လားဟိုမှာခေါင်းတောင်းနော်ဘာသာဟဲလို့ဘူးပြဟိုဘက်ကိုပြီးဟိုကောင်လေးမစားရအောင်ခဏပါအေးအဲ့လိုတွေ့လိုက်ဟုတ်ပြီဟုတ်ပြီအော်ဒီမှာလည်းစားရတယ်သေးတယ်တော့နည်းနည်းသေးတယ်နော်အော်ဒီဘက်ရေရပါပြီအေးနည်းနုံရေဟိုမှာရေတော့မြုပ်နေတယ်ကောင်ကြီးလာမနာပြီလားဖြည်းဖြည်းချင်းလာဟိုမှာရှေ့နောက်မှာတကောင်ရောက်လာပြီအဲ့နောက်ကကောင်လေးကျွေးလာအောင်နောက်မှာတကောင်ကြလားဟေးဟုတ်ပြီဟေးအဲ့ကောင်လေးကျွေးလာခဏပါလေမရအောင်ရှေ့အောက်ကောင်မလေးကောက်စားတယ်မစလေးဟာပါအေးဟုတ်ပြီကဲဟိုဘက်ချမ်းမှာကျွန်တော်
ကောင်လေးရှိပြီဖြစ်တယ် ရင်ကုန်လေးခြားသားနေတယ် ဟိုကရှာစားတယ်ကဲဟိုကချန်အကောင်လေးတော့ကျွေးဟောအဘူးဖေးလားဟုတ်ပါဘူးဖေးဘူး အဲ့လိုဘူးခွေးလို့ပုံပဲသူတို့ကလာလို့ပါလား တူလို့လည်းရတယ်နော်လာပြီးတူလို့လည်းရတယ် သူတို့ကအဲ့ကွာလေ ဒီမှာလာလို့ရင်းလည်းတူလို့ရတယ် သူတို့ကမလို့ပြေးလို့ပါ အဲ့တော့အေး မဒီဒီကိုကို ပြီးွားမယ်ဒီကြောင်းကြီးပြီးွားဟုတ်ကဲ့ဟောဒီမှာလည်းဒီနေ့ရေးကြတယ် တက်တာပါလေ နားလေးပါလေကြီးကြီးလေး ဒါကန်နေထည့်လို့မရသေးတဲ့ကောင်လေး ဒီခါလေးနော်ဒီမှာတက်ပြီးတဲ့ကြောင်းလေးဒီတော့နော်ဒီမှာလေဟောဒီမှာကြိုက်ကြဝင်ပြီစုပေါင်း24កောင်ရှိတယ်9ပေအရွယ်9နှစ်သား17កောင်6ပေအရွယ်6နှစ်သား13កောင်ဒီမှာလည်းပေါ့ ဟုတ်ပါဒီမှာလေဒီတယ်ပါ ကဲတောက်ပြီဒီမှာသူကတားကြောက်တယ်ဒီမှာလားဒီမှာတပုတ်ရိုက်လို့ရတယ်နော်တိတိလေးဘယ်မှာရိုက်ပါနဲ့ဒီလေးချက်သိလားမမီးတွေ့လားသူကရှိုးပြရင်လေဟိုဦးလေးဟိုပြသူကမလုံနိုင်ဘူးမရေမကူးနိုင်အမဟိုမမီကြောင်းတည်ရင်တိုင်ကြည့်ပါ ဒီကြောင်းမျိုးဆိုင်လို့ခေါ်တယ်ဒီမှာဒီကြောင်းမျိုးဆိုင် ဘုံဘမှာလည်းရှိတယ် ဟောဘယ်မှာဒီကြောင်းတည်ရင်းငယ်ဒီကြောင်းတော့တပည့်ရော မလေးစတအားမမအောင်လေသိလား နေတာတော့နော်စပိတ်ပြန်တော့ယူပြီးပြန်ထွက်တော့နော်လည်းယူပါနေမှာဖြစ်တယ်ဆက်ဟုတ်ပြီနော်ပြန်တော့မယ်ပြန်တော့မယ်တွေ့လားဒီကောင်းလေးတွေ့လားဟောနှုတ်ဆက်လိုက်ပြန်တော့မယ်တာကဲပြန်တော့နော်ကဲလေဆုံးပြီးကြပါလို့ဟာမနော်တကားဒီနေ့ကတော့ပါခင်ဗျာအားလုံးဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။နောက်တဲ့ဗီဒီယိုမှာပြန်ကြည့်ကြမယ်နော်။ဟုတ်တယ်